Hi guys အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ရဲ့ဗီဒီယိုလေးကတော့စင်ကာပူရဲ့အလှဆုံးလမ်းမတွေထဲကတစ်ခုဖြစ်တဲ့ Garden by the Bay ကိုတွားခဲ့တဲ့ဗီဒီယိုလေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်နေရာတိုင်းကဓာတ်ပုံရိုက်လို့လှပြီးအေးစစ်စစ်လမ်းလျှောက်ရင်းနဲ့လေအချိန်ကုန်လုံးကုန်မှတော့မသိလိုက်ဘူးပေါ့နော်အားလုံးအဆုံးထိတူတူလိုက်ကြည့်ကြအောင်နော် Let's go ဟိုခေါက်2018နော်2018တော့ကအခု2026မှာပြန်ရောက်လာဖြစ်တယ်လို့တက်ကို booking တော့ကိုနေမှာရတခါလေးဝယ်သွားတာပေါ့နော်ဝယ်သွားတာဆိုတော့ဒီမှာ ticket ဝယ်စရာမလိုဘူးသူကလည်းသူ scan ဖတ်ပြီးတော့သွားရုံပဲမိုက်တယ်အေးလေးဒီထဲမှာသွားရတာလေရှင်ဦးဆုံး Cloud Forest တွေကိုအရင်ဝင်လိုက်ပါတယ် Cloud Forest ပြီးတော့မှ Flower Dome ကိုသွားမှာပါရှင်ပါတယ်လမ်းတောက်လျှောက်ကအေးလူလူနဲ့မပင်ပန်းပါဘူးရှင်ဘေးပတ်ဝန်းကျင်ကလည်းစိမ့်စိမ့်ဆူဆူနဲ့အရန်ကိုလှပါတယ်အနာတာပဲဖြစ်ဖြစ်ပေါ့နော်တဘာဝနဲ့အတူတူနားယူရတဲ့ feeling ကအရန်ကိုတက်တောင့်တက်တာရှိပါတယ်ရှင်Cloud Forest မှာရှိတဲ့ Jurassic Theme Park ကလေ2လ3လလောက်ပဲထားမှာပေါ့နော်ဒါလောက်ထားတာတိတ်မကြဘူးကိုးရင်တစ်ခေါက်လာတော့ဆိုမရှိဘူးဒီ Jurassic Theme Park ရှိတာကလည်းလေကိုတိုင်းတော့ထဲမှာဒီ dinosaur တွေကိုမျက်စိရှိပေါ့နော်မျက်ဝါးထင်ထင်တွေ့ရတယ်ဆိုတဲ့ခံစားချက်မျိုးခံစားရပါတယ်ရှင်သူရဲ့ dinosaur အကောင်တွေကလည်းတကယ်တက်ရှိပြီလို့ပဲပေါ့နော်အရင်မိုက်ပါတယ် Okay, eyes always on blue. And can you help me shout out? Can you say eyes on me, blue, to catch your attention? Okay, you got her attention. You're gonna walk towards the left or the right, and she's gonna follow you. Okay, slow and steady. Either way, left or the right, slow and steady. Yep, very nice, just like that. Okay, very nice. Over there. Very. ဒီ animation လေးရပေါ့နော်ဒီတတိသားလောင်းလေးရဲ့နှလုံးခုန်ခံလေးကိုdisplay လုပ်ထားတဲ့ဆက်လေးပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်ဝင်ပြီးတော့ try ကြည့်ခဲ့ပါသေးတယ်ဒီတစ်ပတ်ရဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ် Garden by the Bay ရဲ့ Flower Dome ကိုသွားတဲ့ vlog part 2မှာပြန်လည်တွေ့ဆုံပါဦးမယ် bye bye ပါ